အားလုံးပဲမင်္ဂလာပါခုဇမက grade 12 chapter 2ကပုံစံလေးကိုပြပြပေးမှာဖြစ်ပါတယ် use the mathematical induction principle ဒီ mathematical induction principle ကိုသုံးပြီးတော့ to prove that သက်သေပြပါတဲ့ဒီပေးထားတဲ့ statement ကြီးမှန်ကန်ကြောင်းပေါ့နော်for all natural number and natural number and အားလုံးအတွက်မှန်ကန်ကြောင်းသက်သေပြပေးရမယ် natural number လို့ပြောတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တဘာဝကိန်းက1ကစားတယ်ဒါကြောင့် n is equal to 1ကနေစပြီးတော့မှန်ကြောင်းသက်သေပြပေးရမယ်เนาะအရင်ဆုံးပေးထားတဲ့ statement ကြီးကို p တော့ n ဆိုပြီးစမထားလိုက်မယ် let p တော့ n ဆိုပြီးတော့ be the statement เนาะပေးထားတဲ့ statement ကြီးကို p တော့ n ထားလိုက်ပြီ for n is equal to 1အတွက်မှန်ကြောင်းစပြီးသက်သေပြမယ်အဲ့လိုမျိုးသက်သေပြတဲ့အခါမှာဒီ LHS ဘက်ကနော်ကိန်းလုံးတွေက n လုံးရှိရမယ်နော်အဲ့ဒီ n လုံးရှိမရှိစမတို့အရင်စစ်ဆေးရမယ်နော်ခုဒီမှာ n နေရာမှာစမတို့က1စားသွင်းကြည့်လိုက်4တလီ4တွေကနေ3ကိုနှုတ်တာဒီမှာ1ရတယ်ဒီတစ်ခါ n နေရာမှာ2ထည့်4နဲ့လီ8ထည့်3ကိုနှုတ်တာဒီမှာ5ရတယ်နော်ပြီးရင်ဒီမှာ3ထည့်ကြည့်လိုက်4 3လီ7ထည့်ရ3ကိုနှုတ်တာကဒီမှာ9ရတယ်ဒါဆိုရင်ဒီ LHS ကကိန်းလုံးရေ n လုံးရှိတယ်ဆိုတာသိကြသွားပြီနော်အဲ့လိုမျိုးသိကြပြီဆိုရင်စပြီးတော့ n is equal to 1အတွက်မှန်ကြောင်းသက်သေပြရမယ်ပေါ့ LHS ကဒါဆိုရင်1ကိန်းလုံးရေ n လုံးရှိလို့1ကိန်းလုံးရေတကယ်လို့များပေါ့နော်ဒီ LHS က n + 1လုံးများရှိခဲ့မယ်ဆိုရင် n + 1လုံးရှိခဲ့မယ်ဆိုရင်ဒီကိန်းလုံးနှလုံးကို LHS ကပေါ့နော် LHS ဘက်မှာကိန်းလုံးနှလုံးကိုပေါင်းပြီးဖြည့်ထုတ်ပေးရမယ်ပေါ့နော် n + 2လုံးဆိုရင်တော့3လုံးပေါင်းပြီးတော့ဖြည့်ထုတ်ပေးပေါ့နော်ခုဒီမှာ LHS က n လုံးရှိတဲ့ကြောင့်မို့1ရသွားတယ်နော်ပြီးရင်ကျွန်တော် RHS မှာလည်း n နေရာမှာဒီမှာ1လေးတွေထည့်မယ် n နေရာမှာဒီမှာ1လေးတွေထည့်လိုက်တော့ရှင်းလိုက်ရင်1ပဲရတယ်ဒါဆိုရင် LHS နဲ့ RHS နဲ့ညီသွားပြီဒီအကြောင်းလေးထည့်ရေးပေးခဲ့နော်ဒါကြောင့်မို့ P တော့ n က is true for n is equal to 1 n is equal to 1အတွက်မှန်သွားပြီဒါက step 1ပြီးသွားပြီပေါ့နော် step 2မှာဆိုရင် n is equal to k အတွက်မှန်တယ်လို့ယူဆမယ်နော်အဲ့ဆိုအဲ့စာသားလေးဒီမှာရေးလိုက်ပြီn နေရာမှာဒီမှာ n နေရာမှာ k လေးတွေဝင်သွားပြီနော် n is equal to k ဆိုတော့ n နေရာမှာ k လေးတွေဝင်သွားပြီနော်ဒီစာသားလေးရရေးထည့်ရမယ်ဒါက n is equal to k အတွက်မှန်တယ်လို့ယူဆတဲ့စာကြောင်းပြီးရင် n is equal to k + 1အတွက်မှန်ကန်တယ်ဆိုတာကိုသက်သေပြရမယ်ဒီမှာအဲ့စာသားလေးရေးလိုက်ပြီ we will show that p တော့ n က is true for n is equal to k + 1 k + 1အတွက်မှန်ကြောင်းသက်သေပြမယ်ဆိုတော့ n နေရာမှာ k + 1ဝင်သွားပြီเนาะဒီမှာ dt က n is equal to k အတွက်ဟုတ်တယ်เนาะဒီမှာကြတော့ n နေရာမှာစမတော့ k + 1ဝင်လိုက်တာပဲဒီ n လေးနေရာမှာ k + 1ဝင်လိုက်တော့4 into k + 1 minus 3ပေါ့နော်4လေးကတစ်ခုချင်းစီဝင်မြောက်လိုက်ရင် 4k + 1ဆိုပြီးရမယ်အဲ့ဒါကိုတန်းရေးထားတာနော်ဒီမှာလဲ n နေရာမှာ k + 1တွေဝင်ပြီ n နေရာမှာ k + 1ဝင်သွားပြီဒါကကိုတက်တည်ပြမယ် statement ကြီးပေါ့နော်ဒါဆိုရင်ဟိုဘက် slide မှာစပြီးတော့တက်တည်ပြမယ်ပေါ့နော် noun ဆိုပြီးတော့ဒါ LHS ဘက်ကကိုတက်တည်ပြမယ်စာ statement လေးပေါ့နော်ဒါဆိုရင်ကျွန်တော်အရှုသက်ကစာသားကိုဒီမှာဖော်လိုက်ပြီเนาะဒီမှာအရှုသက်တုံးက n is equal to k အတွက်မှန်တယ်လို့ယူဆခဲ့တဲ့စာကြောင်းလေးအဲ့ဒါလေးကဒီကနေပြီးတော့ dt ပေါ့ဟုတ်တယ်เนาะအဲ့မှာ1ကနေ 4k - 3က 2k ² - k နဲ့ညီတယ်ဒါအရှုသက်တုံးကဟာလေးကိုက n is equal to k + 1အတွက်မှန်တယ်လို့ယူဆတဲ့အခါမှာအရှုသက်ကစာသားကိုပြန်ပြီးတော့သုံးပေးရမယ်ပြန်မသုံးမဲနဲ့တက်တည်ပြခဲ့တယ်ဆိုရင်ကိုဖြေကမှားတယ်အမှန်လည်းမရဘူးเนาะအဲ့ဒီအတွက်ကအမှန်မရဘူးဒီအရှုသက်ဆိုတဲ့စာသားကိုပြန်သုံးပေးရမယ်เนาะအဲ့ဆိုတော့ကျွန်တော်ဒီကနေ dt က 2k ² - k နဲ့ညီတယ်ဆိုတော့ကျွန်မအဲ့ဒါအစားသွင်းလိုက်ပြီเนาะဒီနေရာလေးကို 2k ² - k ဆိုပြီးစားသွင်းလိုက်မယ် 4k + 1ကဂွင်းဖြုတ်ရေးလိုက်မယ်เนาะ 4k + 1ဒါဂွင်းဖြုတ်ရေးလိုက်တာတော့ဒါဆိုရင်ကျမတို့ကကိုရီတက်တည်ပြမယ်ဟာလေးကိုတွားကြည့်အောင်ကိုတက်တည်ပြမှာက2 into k + 1 the whole square minus k + 1
ဒီ RHS ကဒါလေးရကြဒါဆိုရင်စမဟိုဘက်မှာ RHS လေးကိုပြန်ရေးပေးမယ်ပေါ့နော်ဒီမှာ RHS ဘက်ကဟာလေးက2 into k plus 1 the whole square minus k plus 1RHS ကဒါလေးရမှာခုဒီမှာဒါ RHS ဘက်ကိုရှင်းနေရနော်ကဲအဲ့ဆိုရင်ဆက်ပြီးတော့ဒီမှာဒီဟာလေးကဒီမှာ k plus 1လေးကတက်တက်လေးထွက်လာတက်လားအဲ့ဒါလေးကိုစမတက်တက်ဒီမှာရေးခဲ့မယ် 2k square เนาะဒီဘက်မှာစမတို့ကဒါလေးကဝင်မြောက်လိုက်ရင် -k -1 ပဲလीเนาะအဲ့ဆိုတော့စမဒီဘက်မှာ -k -1 ကိုတက်တက်ရေးထားလိုက်မယ်เนาะအဲ့ဆိုဒီမှာ -k က3ပြီးသွားပြီရှိတာ +1 ကို3လိုက်တာက -1 ဆိုတော့ +4k ကပြန်ရေးမယ်เนาะရရှိတာ +1 3လိုက်တာ -1 ဆိုတော့ဆရာမက +2 ဆိုပြီးဒီမှာရေးလိုက်တယ်အဲ့ဆိုရင်2တွေကနေ1ကိုနှုတ်လိုက်ရင်1ရမယ်เนาะကျန်တာတွေကသူ့ရဲ့ကိန်းလုံးတွေပဲเนาะပြောင်းလဲမှုမရှိတော့ဘူးဒီကိန်းစဉ်တိုင်းနဲ့ဒီကိန်းစဉ်တိုင်းအတူတူပဲเนาะပြောင်းလဲမှုမရှိတော့ဘူးအဲ့လိုဆိုတော့ဒီမှာဒီရှိ3လုံးအဲ့3လုံးတွေကနေ2ကိုပုံထုတ်လိုက်မယ်ဒါဆိုရင် k square plus 2k plus 1ဆိုပြီးရမယ်ဒီနှလုံးကနေ minus ကိုပုံထုတ်လိုက်ရင် k plus 1ဆိုပြီးရမယ်ဒီနောက်မီးလေးတူးနေပြီဟုတ်တယ်နော်ဒါဆိုရင် k square plus 2k plus 1ကိုစာခွဲကိန်းခွဲလိုက်မယ်ဆိုရင်2 into k plus 1 the whole square ဒါလေးကိုစာခွဲခွဲလိုက်တာ k plus 1နှစ်ကွင်းရတယ်ဒါကြောင့် k plus 1 the whole square ဆိုပြီးရေးလိုက်တယ်ကျန်တာလေးကိုပြန်ရေးတယ် minus k plus 1ဆိုပြီးတော့ဒါဆို RHS ရသွားပြီဒီမှာနော် RHS လေးရသွားပြီအဲ့လိုရသွားပြီဆိုရင်ကျမတို့ကဒီ LHS နဲ့ RHS နဲ့ညီသွားတဲ့အတွက်ကြောင့်မို့ n is equal to k plus 1ကိုမှန်ကန်ကြောင်းသက်သေပြပြီးသွားပြီထို့ကြောင့် p တော့ n က is true for n is equal to k plus 1အတွက်မှန်သွားပြီဆိုတဲ့ဒီစာသားလေးကိုရေးပေးရမယ်ပေါ့နော်ပြီးရင် step 3ဖြစ်တဲ့ဆင်မရေးရင်ကြာနေမှာဆိုလို့ step 3ကိုဒီမှာရေးလိုက်တယ်ပေါ့နော်ဒီမှာတော့က p တော့ n က n is equal to k plus 1အတွက်မှန်သွားပြီဒါဆိုရင်ကျမတို့ကp တော့ n က is true for all natural number အားလုံးအတွက်မှန်သွားပြီဆိုတဲ့ step 3ကိုဒီမှာရေးပေးလိုက်တယ်ပေါ့နော်အဓိကကတော့ဒီနေရာလေးပေါ့ဒီနေရာလေးခွဲတဲ့ရင်ရပြီနော်တခြားပု္ပ္ပစာတွေလည်းမရတာလေးရှိရင်ဒီ map မှာပို့ထားပေးလို့ရတယ်နော်